နော်ဒါလေးပဲပြောမယ်မမဝင်ထားတဲ့မိတ်ဆွေများလုံးမစားတို့ပတ်တိလေးနဲ့မေယောကနာလေးကိုအာယုံစိုက်နော်ဒီလောက်ပဲမနေ့ကညနေကလေးတနေ့လာနေညနေကလေးအောင်ဖို့ပါနော်အောင်ဖို့ရာကိုပြောင်းပြီးတော့ကတက်ဘူးနဲ့ပြီးသွားတယ်နော်ဆိုတဲ့အခါကျတော့ဒီနေ့ဘာတွေဘယ်သူတွေအဆင်ပြေသလဲဆိုလို့ရှိရင်မနက်ပိုင်းမှာ1-8ဆိုပြီးနက်ကတ်ထွက်တယ်ညနေပိုင်းမှာ4-6ဆိုပြီးတော့10ပြည့်ဘူပရိတ်ထွက်တယ်ဆိုခြင်းကြောင့်ဒီနေ့မှာဘယ်သူတွေကန်ကောင်းသွားသလဲဘယ်သူတွေအဆင်ပြေသွားကြတယ်လဲဆိုတဲ့အခါကျတော့ကျွန်တော်ရဲ့တပတ်စာကတ်ကိုစောကြတဲ့မိတ်ဆွေများမနက်ကချေကနာချေမွေးကနာ1-4 1-8 1-9ဆိုပြီးကျွန်တော်3ခွက်ပေးခဲ့တယ်ဆိုတဲ့အခါကျတော့1-8ဆိုတဲ့နက်ကတ်ဒီချေမွေးကနာလည်းဖြစ်တယ်တပတ်စာကတ်ထဲက24ခွက်မူနဲ့လဲကိုက်ညီမှုရှိနေတယ်ဆိုတဲ့အခါကျတော့1-8ဆိုတဲ့ကဏ္ဍကိုတော်တော်များများရကြလိမ့်မယ်ဆိုတော့1-8ဆိုတဲ့ကဏ္ဍကိုကျွန်တော်မိတ်ဆွေများဘယ်လောက်ပိုရကြတာလဲဆိုတာလေးကွန်မန့်မှာတစ်ချက်ပြန်ပြီးတော့ရေးပေးသွားညနေပိုင်းမှာကျွန်တော်တို့4-6ထွက်သွားတယ်4-6ဒီတပတ်စာကတ်ထဲမှာနော်တပတ်စာကတ်တွေပဲမင်းတပတ်စာကတ်တွေပဲကင်ပေါက်နေတယ်ပြောအောင်မယ်24ခွက်မူမှာကျွန်တော်အနည်းဆုံး100ရာခိုင်နှုန်းအာမခံတယ်2ခွက်အနည်းဆုံးထွက်လိမ့်မယ်လို့ကျွန်တော်အာမခံထားတာမနက်ပိုင်းမှာ1-8ညနေပိုင်းမှာ4-6ဆိုပြီးတော့အင်္ဂါနေ့တစ်နေ့တည်းမှာတင်ပဲ24ခွက်မူတွေကနေ2ခွက်ထွက်သွားပြီဆိုတဲ့အတွက်ကြောင့်မလို့4ချိန်ထွက်တဲ့နေရာမှာ2ချိန်ဒီ24ခွက်မူတွေကပါတယ်ဆိုတဲ့အတွက်ကြောင့်မို့လို့နောက်ထပ်ကျန်တဲ့6ချိန်မှာအနည်းဆုံး1ခွက်တော်၎င်း2ခွက်တော်၎င်းလာလိမ့်မယ်ဒါဒီအနည်းဆုံးပဲနော်ဆိုတဲ့အတွက်ကြောင့်မလို့ဒီ24ခွက်မူဒီကျွန်တော်တို့တပတ်တာ10ချိန်စရာမှာအနည်းဆုံး2ခွက်ကနေအများဆုံး5ခွက်6ခွက်အထိပါလေးရှိတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီနေ့မှာ2ခွက်ထွက်သွားပြီဆိုတော့လက်လွတ်လို့မရသေးဘူးနော်လက်လွတ်လို့မရသေးဘူးဆိုတဲ့အခါကျတော့မနက်ဖြန်ပုဒ်တော်ဟူတပတ်ခါကြာတာပရိပိန်တော့ကတောက်ကြဒီ3ရက်မှာကျွန်တော်မိတ်ဆွေများအဲ့ဒီဘယ်လိုပြောမလဲဆိုတော့အဲ့ဒီ24ခွက်မူကိုနော်လက်မလွတ်နဲ့လက်မလွတ်နဲ့ဆိုတာကဇုံကြီးလိုက်ပါလို့တော့ကျွန်တော်မပြောဘူးနော်ကျွန်တော်ပေးတဲ့နေ့တိုင်း1ချိန်နေနေ့တိုင်းကီးတွေနဲ့ကျွန်တော်မိတ်ဆွေများရတဲ့နေ့တိုင်း1ချိန်နေ့တိုင်းကီးနဲ့ကိုက်ညီမှုရှိတဲ့ကဏ္ဍလေးကိုရွေးချယ်ပြီးတော့အကြိုက်တူတဲ့ကဏ္ဍလေးကိုကစားပါနော်အဲ့ဒီ24ခွက်မူဒီကာလန်ဒါဖော်မြူလာအရကပျောက်လေပြက်လေတိတ်ပြီးတော့မရှိဘူးဖောက်လေပြက်လေမရှိဘူးဆိုတဲ့အတွက်ကြောင့်မလို့တပတ်ကိုအနည်းဆုံး2ချိန်ကနေအများဆုံး5ချိန်6ချိန်အထိရှေ့မှာပါလာခဲ့ပြီးသွားပြီဆိုတော့ဒီတစ်ပတ်မှာလည်းပါမှာပါเนาะဆိုတော့တပတ်စာ24ခွက်မူကိုကစားနေတဲ့မိတ်ဆွေများရှိလို့ရှိရင်ဆက်ပြီးတော့ကစားလို့ရပါတယ်နှစ်ခွက်ထွက်သွားပြီကျွန်တော်တို့လက်လွတ်လိုက်ရမလားဆိုတာမျိုးမေးမှာဆိုလို့ကျွန်တော်ကြိုပြီးတော့ပြောပြပေးထားတာเนาะနေတဲ့သမားတွေကတော့ဒီနေ့မှာကျွန်တော်တို့ကန်ခေသွားတယ်ညနေပိုင်းမှာ4-5ဆိုလို့ရှိရင်မိန်ဩကွက်နေရာကနေပြီးတော့စားရမှာเนาะ4-5ကနေပြီးတော့